ရသော်ဘုရားဟောတဲ့ဒေသနာတစ်ပုဒ်ကိုစဉ်းစားကြည့်လူတွေဟာအမတ်တမဲ့နေလို့ရှိရင်မသိဘူးဒါကြောင့်မို့စဉ်းစားအချက်နဲ့ချက်ကိုစဉ်းစားငါဟာဒီကနေ့လူဖြစ်နေတယ်အသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ဖြစ်နေတယ်ဆင်ញင်သုံးသပ်ကြည့်ငါဟာငါလို့ရကြောင်းငါကိုရန်သူများဖြစ်နေသလားသို့မဟုတ်ငါဟာငါဘဝကိုအကျိုးပြုတဲ့ငါရဲ့မိတ်ဆွေဖြစ်သလားဒီနေရာမှာရန်သူဆိုတာပျက်စီးအောင်လုပ်တာမှန်တယ်များရန်သူအကျိုးပြုတာကမိတ်ဆွေတချို့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုပျက်စီးအောင်လုပ်တာတချို့ပုဂ္ဂိုလ်တွေကကိုယ့်ကိုကြီးပွားအောင်လုပ်တာအဲ့တော့ကိုယ့်ကိုပျက်စီးအောင်လုပ်ရင်ရန်သူကကိုယ့်ကိုလှုပ်တယ်လို့ကိုယ့်ကိုလှုပ်ခြင်းကြောင့်မိမိကိုယ်တိုင်ဟာပျက်စီးရအဲ့တော့တခြားရန်သူကြောင့်ပျက်စီးတာမဟုတ်ဘဲနဲ့မိမိကိုယ်တိုင်ကမိမိရဲ့ရန်သူဖြစ်ပြီးပျက်စီးသွားတယ်လို့ဒီလိုဆိုတယ်အဲ့တော့မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေခေါင်းဖြစ်ကြလားသူများတွေမိတ်ဆွေကိုယ့်ရဲ့မိတ်ဆွေဟုတ်တာမဟုတ်တာအသာထားကိုယ်တိုင်ကကိုယ့်ရဲ့မိတ်ဆွေဖြစ်လားကိုယ်တိုင်ဟာကိုယ့်ရဲ့ရန်သူများဖြစ်နေမလားဆိုတာအလေးနဲ့ထားစဉ်းစားကြည့်တမန်အဖြစ်ပြောမယ်ဆိုရင်ကိုယ်ဟာကိုယ့်ရဲ့ရန်သူဖြစ်ပါမလားလို့ပြောကောင်းပြောလိုက်ကိုဟာကိုယ့်ရဲ့မိတ်ဆွေပဲလို့ဒီလိုထင်ကောင်းထင်လိုက်အလွယ်လေးတွေးကြည့်လိုက်လူတယောက်ဟာကြီးပွားတိုးတက်ခြင်းတယ်ဒါပေမဲ့လို့အရက်သေးစာမူရစေဝါတွေသုံးဆွဲတယ်အရက်သေးစာတောက်စားသည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအကျင့်သီလပိုင်းဆိုင်ရာပထမယောနေလာတယ်နောက်ပိုင်းရောက်တဲ့အခါကျမ်းမာရေးတွေထိခိုက်လာတယ်အသုံးဖြုံးနေများလာပြီးကျမ်းမာရေးထိခိုက်တယ်စီးပွားရေးထိခိုက်လာတယ်နောက်ဆုံးမှာအရက်ကြောင့်အသက်ထိပြီးတော့အသက်ကွဲသေးရတယ်ဆိုအဲ့တော့ဒီလူကိုဘယ်သူကတတ်တာရောလို့ဆိုဒါသူ့ကိုယ်သူလောက်တာပဲလေသူ့ကိုယ်သူလောက်တယ်ရန်သူတယောက်ကသေစေခြင်းလို့တတ်လိုက်တဲ့အသက်ခံရတဲ့လူလိုပဲဒီလူဟာသူ့ကိုယ်သူပြန်တတ်တဲ့အထိပဲရောက်တယ်ပေါ့ဒါကြောင့်မို့မိမိကိုယ်တိုင်မိမိရဲ့ရန်သူဖြစ်တယ်ဆိုတာကိုယ့်ရဲ့လောက်ရကကိုယ်ကိုပြန်တတ်နေလို့ရှိရင်ဒါကိုယ့်ရန်သူပဲဖြစ်တယ်ကိုယ်မိတ်ဆွေဖြစ်တယ်ဆိုလို့ရှိရင်လူတယောက်ဟာမကောင်းမှုဒုစရိုက်တွေရှောင်တယ်လိမ့်လိမ့်မာမာနေတဲ့စီးပွားရေးကြိုးစားအထောက်တယ်မိကောင်းဆွေကောင်းတွေနဲ့ပေါင်းတယ်အဲ့ဒါလိုလုပ်လို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတဖြည်းဖြည်းကြီးပွားတိုးတက်လာစီးပွားဥစ္စာကြီးပွားတိုးတက်မှုမရှိတော့ကျမ်းမာရေးတွေဆွေးယုံမှုမရှိဘူးဂုဏ်သတင်းတွေပြည့်ရွံ့တာမရှိဘူးလူထဲမှာလူဝင်ဆန့်တဲ့ပုဂ္ဂိုလ်လူတော်လူကောင်းတယောက်အဖြစ်ရောက်တယ်အဲ့ဒါဘယ်သူလှုပ်တာတော့ဆိုကိုယ့်ကိုယ်ပဲလှုပ်တာအဲ့ဒါကြတော့ကိုယ့်ကိုယ်မိတ်ဆွေလို့မိမိကိုယ်တိုင်နေပြီနဲ့မိတ်ဆွေကြီးပွားတိုးတက်မှုလုပ်တယ်ကိုကြီးပွားသွားတာဟာကိုယ့်ရဲ့ကြိုးစားမှုပဲအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောကြားဆုံးမပြီးတတိပေးတာရှိတယ်စရန္တိဘာလာထုံမေတာမစင်စားတတ်တဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်ဒုံမေတာလို့ခေါ်ဒုံမေတာစဉ်းစားဉာဏ်လုံးဝမရှိတဲ့ဘာလာမယူရဲတွေဟာအသိပညာလုံးဝကင်းမဲ့တဲ့မယူရဲတွေဟာဘာလို့တော့အမိတ်တေနေဝအတ္တနာမိမိကိုယ်တိုင်မိမိရဲ့ရန်သူဖြစ်ပြီးတော့စရန္တိဘဝမှာသွားလာနေထိုင်ကြတယ်တခြားရန်သူမဟုတ်ဘူးကိုယ့်အကိုပဲဖြည့်ဆည်းနေကြတံမောတန်ဖြတ်တန်ကြီးတက်တန်ကြီးတက်တန်ကိုဖြတ်ဆိုတာတန်ကြီးကတန်ကိုဖြတ်တယ်လို့ပဲထိုပုဂ္ဂိုလ်တွေကကိုယ့်ရဲ့လောက်ရကကိုယ့်ကိုဖြည့်ဆည်းနေတယ်မိမိကိုယ်တိုင်သိတာလည်းမိမိရန်သူဖြစ်တယ်ကရွန်တာပပကံကမ္မယံဟောတိကတုကပ္ပလအကျိုးပေးလို့ရှိရင်အလွန်ခံရခက်တဲ့ဆိုးကျိုးကိုပေးတတ်တဲ့
အောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေတယ်အောက်တန်းကြတဲ့အလုပ်တွေမကောင်းတဲ့အလုပ်တွေလုပ်ခြင်းအဖြစ်ထိုလုပ်ရကြောင်းဆိုးကျိုးတွေကတနေ့ကိုယ်စီရောက်လာကိုမရောက်စေခြင်းမှုဆိုတဲ့ဆိုးကျိုးတွေကိုမရောက်ဝိစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်သည်မူရစေဝါရဲ့ဆိုးကျိုးကိုခံရမှာဖြစ်တယ်မရောက်စေခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုယ်စီရောက်လာမှာပဲဖြစ်တယ်ပေါ့အဲ့ဒါမိမိကိုယ်တိုင်ကမိမိရဲ့ယန္တုဖြစ်တယ်တခြားယန္တုမဟုတ်ဘူးဒါကိုမြတ်စွာဘုရားတတိပေးပြီးတော့ဟောကြားတာပဲဖြစ်တယ်အဲ့တော့တစ်ဖက်ကဒေသနာတော်ကိုကြည့်မယ်ဆိုရင်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတာတွေလုပ်နေသည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေဖြစ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရပြီးကြီးပွားနေကြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ကိုယ့်ကိုမိတ်ဆွေလားကိုယ့်ရဲ့မိတ်ဆွေလားကိုယ့်ရဲ့ရန်သူလားဆိုတာအမြဲတမ်းဆင်ခြင်သုံးသပ်ကြည့်ရရန်သူနဲ့မိတ်ဆွေဆိုတာကောင်းကျိုးပေးလို့ရှိရင်ရန်သူမိတ်ဆွေဆိုးကျိုးဖြစ်ပေါ်စေရင်ရန်သူကိုယ်တဏ္ဍမှာမကောင်းတဲ့အကျိုးတွေဖြစ်စေသည်များရန်သူကလှုပ်ထတာဖြစ်တယ်ပေါ့ကောင်းကျိုးချမ်းသာတွေဖြစ်လာသည်များမိတ်ဆွေရဲ့အကူအညီသာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကိုယ်တဏ္ဍမှာမကောင်းကျိုးတွေဖြစ်ပေါ်လာနေပြီဆိုလို့ရှိရင်ငါဟာငါရဲ့ရန်သူဖြစ်နေပြီလို့ကိုယ့်ကိုစဉ်းစားကြည့်ကိုယ့်ကိုဖြစ်စီတယ်ဆိုတဲ့လောက်ရတွေဟာဘာတွေနဲ့ဥပမာတူတော့ဆိုရင်ဝါပွင့်နေဝါပင်ကိုသိစေတယ်ကျူပွင့်ကကျူပင်နေပွင့်ရင်ကျူပင်သေးတယ်ပေပင်ကအသီးသီးလို့ရှိရင်ပေပင်သေးတယ်ငပြောပင်ကငပြောသီးသည်ငပြောပင်ကိုတတ်တယ်ဒီလိုဆိုလို့ဖလံဝေကတလိဟန်တုဟန်တိဖလံဝေလုံဖလံနလံအသီးကငပြောပင်ကိုတတ်တယ်အသီးကဝါပင်ကျူပင်ကိုတတ်တယ်ဟောမကောင်းတဲ့လုပ်ရမကောင်းတဲ့စိတ်ဓာတ်ကထိုမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကိုဖျက်ဆီးတယ်လို့ဒီလိုဆိုလိုတယ်ပေါ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေမှတ်တမဲ့မနေကြရဘူးဘဝရလာတဲ့အခါမှာအသိဉာဏ်ကိုသုံးချရမယ်အသုံးချပြီးငါသည်ငါကိုယ်တိုင်ငါရဲ့ရန်သူမဖြစ်အောင်နေရမယ်ငါသည်ငါရဲ့မိတ်ဆွေရင်းချတာဖြစ်ရမယ်လို့ဒီလိုနှလုံးသွင်းဆင်ခြင်မှုလိုအပ်တယ်ပေါ့အဲ့တော့အဲ့လိုမိတ်ဆွေဖြစ်အောင်နေမယ်ဆိုလို့ရှိရင်ဘယ်လိုနေရကိုယ်တိုင်ဟာကိုယ့်ရဲ့မိတ်ဆွေရန်သူမဖြစ်အောင်ဘယ်လိုနေရမလဲဆိုမြတ်စွာဘုရားဟောထားတာရှိတယ်အတ္တနိစေပိယံစဉ္ညာနတ်နံပပေနတန်ယုစီကိုယ်ကိုတန်မိုးရှိတယ်ဟောကိုယ်ကိုတန်မိုးရှိသူအဖြစ်လေးစားမယ်ကိုယ်ကိုလေးစားမယ်ကိုယ်ကိုမြတ်နိုးမယ်ကိုယ်ဘဝကိုတန်မိုးထားတယ်ဆိုတဲ့လူတစ်ယောက်ဟာနတ်နံပပေနတန်ယုစီကိုယ့်ရဲ့စိတ်ထဲမှာမကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေမကောင်းတဲ့လုပ်ရက်တွေမဖြစ်ပါစေနဲ့မကောင်းဘူးဆိုတာပါလေဒီနေရာကိုမကြိုက်လို့မကောင်းတာလားကိုကြိုက်ရင်အကောင်းလားမကောင်းတာနဲ့ကောင်းတာကိုဘာနဲ့တိုင်းတာမလဲသုဒ္ဓတစ်ခုရာပြောမယ်ဆိုရင်ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားကိုဘာနဲ့တိုင်းတာရတော့လို့ဆိုလို့ရှိနတ္တံကမ္မံကတံသာဓုယံကတ္တဝါအနုတ္တပတိမကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးလို့ရှိရင်စိတ်ပူရတယ်လုပ်ပြီးလို့ရှိရင်စိတ်ပူနေရတယ်ကြောက်လန့်နေရတယ်စိုးရိမ်နေရတယ်
ကြည့်လေမူရစေဝါသမားမူရစေဝါသုံးနေပြီစိတ်ကူနေရပြီလေဘယ်တော့အဖန်ခံရမလို့ဘယ်တော့ဘာလုပ်ခံစိတ်ကူတာမဟုတ်တာလှုပ်ထားတဲ့လူကစိတ်ပူတာယံကတ္တဝအနုတ္တပတိဉာဏ်ရန်စိတ်ထဲမှာပူနေအိမ်ကောင်းခြင်းမအေးရစားကောင်းခြင်းမစားရလုံခြုံမှုသူ့စိတ်ထဲမှာဘယ်တော့မှမရှိဘူး6ခနဲ့ကြာရင်လမ်းဖြတ်နေရတဲ့အနေအထားမျိုးကိုလှုပ်ထားတဲ့လွတ်ရကကိုယ်ကိုပြန်ခြောက်ပြီးတော့စိတ်ပူနေရအဲ့ဒါတွေမကဘူးယတ္တအတုမုခောရောဓံဝိပကံပဋိသေဝတိအကျိုးပေါ်လာတဲ့အခါမှာရှိုက်ချီတင်ငင်ငိုယိုပြီးတော့အကျိုးကိုကြိတ်မိတ်ခံစားရတဲ့အလုပ်မျိုးတဲ့အဲ့ဒီအလုပ်မျိုးဟာမကောင်းတဲ့အလုပ်သူတို့ဆိုလို့လုပ်ပြီးရင်စိတ်ပူရတယ်အကျိုးပေါ်လာတဲ့ result ပေါ်လာပြီဆိုလို့ရှိရင်ဆိုးကျိုးကိုကြိတ်မိတ်ခံစားရတယ်အဲ့ဒီအလုပ်မျိုးမကောင်းတဲ့အလုပ်လို့ဒီလိုမှတ်နောက်တစ်ခုကမကောင်းတဲ့အလုပ်သည်ကိုယ့်ကိုထိခိုက်တယ်သူတစ်ပါးကိုထိခိုက်တယ်ကိုယ့်ကိုပျက်စီးစေတယ်သူတစ်ပါးကိုပျက်စီးစေတယ်နှစ်ဦးလုံးကိုဖျက်ဆီးတတ်တယ်အကုသိုလ်တွေတိုးပွားစေတတ်တယ်မကောင်းတဲ့ဘက်ကနေတိုးပွားပြီးကောင်းတာတွေရောပါသွားမှဆိုရင်ဒါမကောင်းတဲ့အလုပ်သူသတ်မှတ်မကောင်းတဲ့အတွေ့မကောင်းတဲ့အပျော်မကောင်းတဲ့အလုပ်တွေလို့သူတို့သတ်မှတ်တယ်စံနဲ့သတ်မှတ်ပြီးတော့ကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်ရကိုယ့်အတွက်အကျိုးပြုတဲ့အလုပ်လားအကျိုးမပြုတဲ့အလုပ်အကျိုးပြုတယ်ဆိုတဲ့နေရာမှာရေရှည်အကျိုးပြုတဲ့အလုပ်လားထာဝရကောင်းတဲ့အလုပ်လားအဲ့ဒါလို့ဆင်ញင်တုံတရားရှိဖို့လိုအပ်တယ်ဒါဖြင့်ကောင်းတဲ့အလုပ်ဆိုတာဘာနဲ့ပြောတာတော့လို့ဆိုတေသကမ္မံကတံသာဓုယံကတ္တဝနာနုတ္တပတိကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးရင်ဘယ်တော့မှစိတ်မပူရဘူးတဲ့ဟုတ်တယ်သီလဆောင်လို့မိမိဆောင်တဲ့သီလကိုအကြောင်းပြုပြီးတော့စိတ်ပူရတယ်မရှိဘူးဒါနကောင်းမှုလုပ်တယ်လုပ်ပြီးရင်စိတ်ပူရတယ်မရှိဘူးကမ္မထန်ထိုင်နေထိုင်ပြီးစိတ်ပူရတယ်မရှိဘူးပရိဒအလုပ်တွေလုပ်တယ်လုပ်မိသည့်အတွက်ကြောင့်စိတ်ပူရတယ်မရှိဘူးကောင်းကျိုးချမ်းသာရတဲ့အလုပ်တွေလုပ်လိုက်တာပျော်ရွှင်ချမ်းမြေ့လုပ်တဲ့အချိန်မှလည်းလုပ်ပြီးတဲ့နောက်မှလည်းစိတ်မပူရဘူးယတ္တပတိတောသူဝနောဝိပကံပတိသေဝတိ result ပေါ်လာတဲ့အခါကျတော့လေနှစ်ချိုက်ပီတိဖြင့်အကျိုးကိုရရှိခံစားရတယ်အဲ့တော့လုပ်ပြီးစိတ်မပူရဘူးဝမ်းသာနေရတယ်အကျိုးပေါ်ရင်လည်းပဲဝမ်းမြောက်ဝမ်းသာခံစားရတယ်ဆိုတဲ့အလုပ်မျိုးဟာကောင်းတဲ့အလုပ်လို့ခေါ်အဲ့တော့ကိုယ်ဘဝမှာကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့လို့ကိုယ်လည်းမထိခိုက်ဘူးသူတို့အားကိုလည်းမထိခိုက်ဘူးနှုတ်သားလုံးကိုလည်းမထိခိုက်ဘူးကောင်းတဲ့အလုပ်အဲ့ဒီကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာခွဲခြားသိပြီးတော့ကိုမျက်နှိုးပြီးတမိုးထတတ်တဲ့လူတယောက်သည်နနံပပေနတန်ယုစီကိုမကောင်းတာတွေနဲ့ဘယ်တော့မှမတွဲမိစိမ့်နဲ့